တနည်းအနေသားသမီးတယောက်ကိုချစ်သူတော်ထားရင်ဒီအချက်တွေကိုမဖြစ်မနေသိထားပါတနည်းအနေသားသမီးဆိုတာနိနှံရဂလုံမင်းကိုကိုစားပြုတဲ့သူတွေဖြစ်ပါတယ်ငှက်တို့ရဲ့ဘယင်ဂလုံလိုပဲသူတို့ကမာနကြီးတယ်အောက်ကျမခံချင်းကြဘူးခေါင်းဆောင်စိတ်အယမ်းရှိကြတယ်ဒါကြောင့်သူတို့ကိုချစ်ပြီးဆိုရင်ပထမဆုံးသိထားရမှာကသူတို့ကိုဆေးရသွားမလို့ပါနဲ့သူတို့ကအပြုတ်ဆိုရင်ရပါမယ်မာမာထန်ထန်အမိတ်ပေးရင်တော့ဘယ်တော့မှခေါင်းငုံခံမဲ့သူတွေမဟုတ်ပါဘူးတနင်္ဂနွေရဲ့တောက်ထားကမီးလိုပဲဗျစိတ်ဆိုးရင်အရန်ကြောက်ဖို့ကောင်းတယ်ပောက်ကွဲလွယ်ဒါပေမဲ့သူတို့စိတ်ကရိုးရှင်းပါတယ်ဟန်ဆောင်မှုကင်းတယ်စိတ်ဆိုးတာခဏလေးပါပြီးရင်ဘာမှမဖြစ်သလိုပြန်နေတတ်ကြသူတွေပါအညိုးတီးမထားတတ်ကြပါဘူးအချစ်ရေးမှာဆိုရင်တော့တနင်္ဂနွေသားသမီးတွေကသူတို့ချစ်သူအတွက်ဆိုရင်ငွေကိုရေလိုထုံးဖို့ဝင်မမေးကြဘူးလက်ကအယံဖွာတယ်ပေးကန်းစွန့်ကြရတာဝါသနာပါတယ်ကိုချစ်သူလိုအပ်ရင်မရှိရှိတာပေါင်နှံပြီးတောင်ကူညီမဲ့သူမျိုးတွေပါဒါပေမဲ့တခုတော့သတိပေးခြင်းတယ်သူတို့ကတိတ်ခါကိုအသက်တမျှတန်ဖိုးထားသူတွေဖြစ်တဲ့အတွက်သူများရှိမှသူတို့ကိုအရှက်ခွေးတာမျိုးအဖြစ်ပြောတာမျိုးလုံးဝမလုပ်မိပါစေနဲ့သူတို့ရဲ့မာနကိုထိခိုက်အောင်မလုပ်သေးရဲ့ခမားကိုဂလုံမင်းကြီးကအတောင်ပံအောက်မှာထားပြီးကာကွယ်ပေးထားပါလိမ့်မယ်ကဲခမားရဲ့ချစ်သူကတော့စိတ်ကြီးပြီးမြင်အချစ်ကြီးတယ်တမင်းနေလားဟုတ်တယ်ဆိုရင်သူ့ကိုမင်းရှင်းခေါ်ပြီးဒီစကားလေးတွေပြောပြလိုက်ပါအောင်ဗျာမိနန်ရဟိုးစားတာအတိတ်တွေတင်ချက်ချင်းသိအောင်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်